ကိုမဖြစ်ချင်တာတွေဖြစ်မှာစိုးရိမ်တယ်ကိုဖြစ်ချင်တာတွေမဖြစ်မှာစိုးရိမ်တယ်အဲ့ဒီစိုးရိမ်မှုဟာဘာကြောင့်ဖြစ်တာလို့မြတ်စွာဘုရားဟောတော့ဒီဒေသနာမှာဇာတိကြောင့်ဖြစ်တာလို့ဟောတာနော်ခုနတုန်းကဒေသနာလေးကိုအားကောင်းဘုံဘုံကတတ်သိအထောက်အထားဒေသနာအထောက်အထားလေးထပ်ပြတာဟုတ်လားပြောရင်တာကတိတ်မများဘူးလူဖြစ်လာလို့လူဒုက္ခတွေခံရတာလို့ဒီလိုနားလေသိခြင်းတာအစင်မပြေတာတွေကြုံလာပြီးဒုက္ခတွေဖြစ်လာပြီးဆိုရင်ဘယ်သူကြောင့်ဘဝကြောင့်ဘာကြောင့်ညကြောင့်ဆိုတဲ့အမြင်ထက်ငါလူဖြစ်လာလို့လူဒုက္ခခံရတာပါလားလို့အဲ့လိုမြင်စေခြင်းတာဘဝဖြစ်လာလို့ဘဝဒုက္ခခံရတာပါလားလို့မြင်စေခြင်းတာဟုတ်လားဟိုတလောကမန္တလေးမှာငလင်ကြီးအကြီးကျယ်လှုပ်တယ်တချို့ကမညမတာကတ်ဆေးတာလို့တောင်ပြောကြတယ်နော်ရုံမာတဲ့ပုံကိုယ်တွေတေကြတယ်ပေါ့ဆိုကျင်တာကဟိုမဲ့တေလဲတေပေးရတယ်လူရုံမာသိရင်လည်းပဲအတက်ခံတယ်ဘလောက်များရက်စက်ရရောက်တုံးပြောတာနော်မစင်မချင်းဘယ်ဟာကတ်မှမဆေးပါဘူးဟုတ်လားငလင်ဘာလို့လှုပ်တာတော့လှုပ်တတ်တဲ့မြေကြီးပေါ်နေလို့လှုပ်တာပေါ့လှုပ်တတ်တဲ့မြေကြီးမို့လှုပ်တာနော်ဘာလို့လူတွေကနာကျင်ခံခတ်မှုတွေဖြစ်ပြီးတော့သေကြအောင်ဆိုတော့နာတတ်တဲ့အရာမို့နာရတာသေတတ်တဲ့အရာမို့သေရတာသူများကိုလှုပ်ခဲလို့ဖြစ်တာဆိုရင်ဘဝအရင်ဘဝငလင်ကြီးလှုပ်အောင်လှုပ်ခဲလို့လားအဲ့လိုမင်းအဲ့ဒါဘွားကြတော့မှာနော်ဟုတ်လားဒါကြောင့်အရာရာရှိအတိတ်ကံကြောင့်ကြီးရှေးကသူများပေါ်မကောင်းခဲ့လို့ငါမကောင်းတာတွေတွေ့ရတာလို့အရာရာကိုအဲ့လိုကြီးမတွေးရဘူးမမြင်ရဘူးနော်အရာရာအဲ့လိုမြင်လို့ရှိရင်အဲ့ဒါပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်တတ်တယ်ဘုန်းတော်ဘဝမှာဖြစ်နေတဲ့စင်ပြေခြင်းမပြေခြင်းတွေဟာအတိတ်ကကိုပြုခဲ့တဲ့ကံတရားပေါ်ကြီးမူတည်တာမဟုတ်ဘူးဟုတ်လားယောဂဖြစ်ခြင်းအကြောင်းရှိမျိုးဆိုဘုရားဟောထားတယ်မှာအတိတ်ကံတစ်မျိုးပဲပါတယ်ပြစ္ဆုတ်ပံအဲ့ဒါကိုအနေအထိုင်မတက်လို့အစားအသောက်မတက်လို့အတွေးခေါ်မတက်လို့အပေါင်းအသင်းမတက်လို့ဟုတ်လားဖြစ်တာနော်အရာရာအတိတ်ကံကြောင့်ကြီးဖြစ်တာမဟုတ်ဘူးဟုတ်လားအဲ့တော့ဘုံဘုံပြောရင်တာကဘဝဖြစ်လာရင်အစင်မပြေမှုတွေဒုက္ခတွေဟာဖယ်ထားလို့မရဘူးတခါတည်းတွဲပြီးတော့ပါမှာဘယ်သူမှလူငြိမ်းချမ်းသာမှုမရှိဘူး